Hello အားလုံးမင်္ဂလာပါကျမကတော့ English Language Teacher ဒေါ်စိုးမော်မော်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ cooking နဲ့ပတ်သက်တဲ့ buff လေးတွေကိုမျှဝေပေးပါမယ် Number 1 peel သူ့ရဲ့အဓိပ္ပာယ်ကအခွန်နွားသည် peel Number 2 grill သူ့ရဲ့အဓိပ္ပာယ်ကကင်းသည် grill Next one Number 3 minx နှုတ်စင်းသည် minx Number 4 mix ရောနှောသည် mix Number 5 slice သူ့ရဲ့အဓိပ္ပာယ်ကအလွာလိုက်လှီးသည်ပပလှီးသည် slice Number 6 bake သူမုတ်ဖုတ်တာကိတ်မုတ်ဖုတ်တာပေါင်မုတ်ဖုတ်တာ bake Next one Number 7 fry ကြော်သည် fry Number 8 boil သူပြုတ်တာ boil Number 9 mash ကြိတ်ချီသည် mash Number 10 grate ချစ်သည် grate အုံးသီးချစ်တာတို့ cheese ကိုချစ်တာတို့ဒါကို grate လို့ပြောပါတယ် Number 11 chop ခုတ်သည်လှီးသည် chop Number 12 band တူးသွားတာနော်တူးသည် band Number 13 spinger ဖြူးသည်တို့ဖြန်းသည်တို့ spinger Number 14 taste ကအရသာမြည်သည် taste Number 15 pour သူ့အဓိပ္ပာယ်ကလောင်းထည့်သည် pour Next one Number 16 at ထက်ထည့်သည် at Okay bye bye have a nice day see you next time ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကိုတို့အကျိုးရှိရဆိုရင် comment မှာတစ်ခုခုရေးပေးခဲ့ပါ like and share လေးလည်းလုပ်ပေးပါနောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့မျှဝေပေးပါဦးမယ် bye bye see you next time